皆さんこんにちは、スキコです。スキコチャンネルからようこそ。ဆိုမတုံမဲ့အန်တိုခန်ဂျီလေးရဲ့ default လေးပဲဖြစ်ပါတယ်ရှင်။ default လေးရဲ့ပထမဆုံးခန်ဂျီလေးကတော့ဒါပဲဖြစ်ပါတယ်။ဒါကတော့ F5 ဒါမှမဟုတ် F4 လောက်တည်းကမြင်နေခဲ့တဲ့ကိစ္စတန်းဆိုတဲ့စကားလုံးမှာပါခဲ့တဲ့ခန်ဂျီပေါ့နော်။အဲ့တော့လည်းတတိမထားမိခဲ့ဘူး။ဆိုတော့ဒီစကားလုံးလေးမှာဆိုရင်နှစ်ပိုင်းခွဲလို့ရတယ်ပထမဆုံးတစ်ပိုင်းကကြတော့ခွချီဆိုတဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်ပါဇက်ဆိုတဲ့ခန်းကြီးလေးပေါ့နော်ဒီခန်းကြီးလေးကတော့ခဲရခွဆိုတဲ့စာချုပ်ဆိုတဲ့ခန်းစကားလုံးကနေလာတဲ့ promise ဆိုတဲ့အဓိပ္ပာယ်ရှိတဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်ဆိုတော့နှစ်ခုပေါင်းလိုက်မယ်ဆိုရင်ပါဇက်လေးကနေပြီးတော့ဒီ promise ပေးထားရပေါ့နော်ဒီ sign လေးမှာဒီလက်ဖေး sign လေးမှာစုံဖို့အတွက်ဆိုပြီးတော့မှတ်လို့ရပါတယ်ဆိုတော့ဒီ promise ဆိုတဲ့ကလုံးကိုကြပြတာလူလေးရှိတော့မကြက်ကြတဲ့လူလေးရှိရတော့ကြောင်းမလို့ထုတ်ပေးထားပါတယ်ဒီသုံးချောင်းလေးပေါ့နော်သုံးချောင်းလေးကကြတော့အောက်ဆိုတဲ့ခန်းကြီးပေါ့နော်အောက်ဆိုတဲ့ခန်းကြီးရဲ့အပေါ်ပိုင်းနဲ့ဆင်တူရတော့ကြောင်းမလို့သူ့အပြာလို့ပဲမှတ်လိုက်ပါမယ်အပြာရောင်ဒီခန်းကြီးလေးရဲ့အဓိပ္ပာယ် radical လေးရှိလို့ခန်းကြီးလေးရှိရပေါ့နော်ဒါရဲ့အဓိပ္ပာယ်ကကြတော့ swat ဆိုတဲ့ဒါပဲဖြစ်ပါတယ်ဒါ okay ဆိုတဲ့ခန်းကြီးပဲဖြစ်ပါတယ်ဆိုတော့အပြာရောင်ဒါအကြီးနဲ့ခုတ်တာတော့မှငါတို့ရဲ့ promise ဆိုတဲ့ဂတိဒါမှမဟုတ်လေခဲရက်ခုဆိုတဲ့စာချုပ်ထိုးတာမပြတ်ပြင်းနိုင်ဘူးဆိုပြီးတော့မှတ်ထားလို့ရပါတယ်ဆိုတော့သူ့ရဲ့အတန်ထက်တွေကကြတော့အိုးရော်မီမှာဆိုရင် kiss ဆိုပြီးတော့ရှိပြီးတော့ခွန်ရော်မီမှာဆိုရင် kiss လို့ဆိုပြီးတော့ရှိပါတယ်ဒီနေ့နေရာကြတော့ kiss လို့ဆိုရင်စားမယ်တောင်းမယ် slate တောင်းမယ်ဆိုပြီးတော့အဓိပ္ပာယ်ရှိပြီးတော့ kiss တန်းဆိုရင် kiss ဆိုတာကြတော့ဒီမှာဆိုရင်တော့တောက်မယ်ပေါ့နော်တောက်မယ်စားမယ်ဆိုတော့အဓိပ္ပာယ်နည်းနဲ့ဖြစ်သွားပြီးတော့ဒီဟာကကြတော့ ocha ဆိုတဲ့လက်ဖေးဆိုတဲ့လက်ဖေးရေပေါ့နော်လက်ဖေးဆိုတဲ့ဟာဖြစ်သွားပြီးတော့တန်းဆိုရင်မီဆဲဆိုတဲ့ဟာနဲ့လာတဲ့ kiss တန်းဆိုရင်လက်ဖေးဆိုင်တာမှမဟုတ်ရင်coffee shop ဆိုတဲ့အနေနဲ့ဖြစ်သွားပါတယ်ဆိုတော့နောက်တစ်လုံးလေးကကြတော့ kiss angel ဆိုတဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်အဓိပ္ပာယ်ပေါ့နော် kiss ဆိုတာじゃဒီမှာ spoke ဆိုတဲ့အနေနဲ့သုံးတယ်စလေးတောက်တဲ့ကြတော့ kemuri ဆိုတဲ့မီကိုဆိုတဲ့ခန်းကြီး jaw ကကြတော့ tokoro ဆိုတဲ့ခန်းကြီးဆိုတော့စလေးမီကိုထွက်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မလို့စလေးတောက်လို့ရတဲ့နေရာအဲ့မှာပဲစလေးတောက်အောင်မယ်လို့သတ်မှတ်ပေးထားတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မလို့ kiss angel ဆိုပြီးတော့ဖြစ်သွားပါတယ်Okay နောက်ထပ်ခန်းကြီးလေးတစ်လုံးကတော့ဒါပဲဖြစ်ပါတယ်ဒီမှာဆိုရင်အဆောက်အုံလေးရှိရပါတော့အဆောက်အုံလေးတွေမှာဆိုပုံမှန်အဖြစ်အရေးပေါ်ထွက်ပေါက်ဖြစ်လာခဲ့မယ်ဆိုရင်အရေးပေါ်ဖြစ်လာခဲ့မယ်ဆိုရင်လှေကားလေးတွေကပဲလှေကားအစစ်စစ်တွေကပဲဆင်းတာများပြီပေါ့နော်အပုံလေးမြင်အောင်လို့ရပြီပေါ့နော်ဆိုတော့အကြီးကအဖြစ်ဆိုရင်ဟီဂျိုဂူချီဆိုတဲ့အရေးပေါ်ထွက်ပေါက်ဆိုတဲ့ခန်းကြီးလေးပေါ့နော်အဲ့လိုဖြစ်တာတော့ကြောင့်မလို့အရေးပေါ်ထွက်ပေါက်ဆိုရင်လှေကားလေးတွေလှေကားလေးတွေကနေပြီးတော့ဆင်းရတာများတဲ့ကြောင့်မလို့လှေကားအစင်းစင်းနဲ့တူမယ်ဆိုရင် he ဆိုတဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်သူ့အုံရမီတန်ကတော့ he ပဲဖြစ်ပါတယ်ခန်းကြီးလေးမှာဆိုရင် he ဆိုတာကြတော့အငင်းမကောင်းတဲ့ဆိုရတယ်အဲ့လိုမျိုးမကောင်းတဲ့အဓိပ္ပာယ်ဆောင်တာများတယ်ပေါ့နော်သူ့မူတို့ဒါမှမဟုတ်လဲဖူတို့အဲ့ဟာကြီးနဲ့ဆင်တူပါတယ်နောက်တစ်ခုကကြတော့ he johnny ဆိုတဲ့အလုံးပဲဖြစ်ပါတယ်ဂျိုးဆိုခန်းကြီးရံပြောသေးပါဘူးနောက်မှပါမှာပါဆိုတော့နံပါတ်3တလုံးကကြတော့ hijoguchi ဆိုတဲ့အရေးပေါ်ထွက်ပေါက်ပဲဖြစ်ပါတယ် Okay နောက်ထပ်ခန်းကြီးလေးတစ်လုံးကတော့ဒါလေးပဲဖြစ်ပါတယ်ဒါခန်းကြီးလေးကကြတော့နည်းနည်းလေးတော့ရှုပ်တယ်ပေါ့နော်ဒါမှအဆင်ပြေပါတယ်ပထမဆုံးအနေနဲ့ဆိုရင်ခန်းကြီးလေးခွဲမယ်ဆိုရင်ဒီဟာလေးရယ်ဒီဟာကတော့နှစ်ချမ်းခွဲလိုက်ရဆိုမှဒါတစ်ခုပဲထားပါပေါ့နော်နှစ်ခုသုံးခုခွဲလို့ရပါတယ်ပထမဆုံးတစ်ခုကကြတော့ဒီ radical လေးကကြတော့လူဆိုရက်ဒီအပေါ်ပိုင်းလေးမပါဆိုရင်အောက်ပိုင်းလေးပဲဆိုရင်လူဆိုရက် radical ပေါ့နော်အဲ့လိုမှမဟုတ်ပဲအပေါ်ပိုင်းလေးပါမယ်ဆိုရင် step ဆိုရက်ခြေလန်းလန်းနဲ့ဆိုရက် radical ဖြစ်ပါတယ်ခြေလန်းလန်းနာမယ်ဖြစ်ဖြစ်ဒီမှာဆိုရင်အပေါ်ပိုင်းကကြတော့ gozan ဒါမှမဟုတ်ကောအဲ့လိုမျိုး non ဆိုရက်နှစ်လည်ခင်ဆိုရက်ခန်းကြီးလေးပေါ့နော်ဒါကကြတော့တိုမာရီဆိုတဲ့အောက်ကခန်းကြီးလေးတူတယ်ပေါ့နော်တူတယ်ဆိုတဲ့အနေနဲ့သွားတယ်ဒါကြီးကတော့ဒီတစ်ခုလုံးစာအတွက် radical မရှိတဲ့ကြောင့်မလို့ခွဲပြီးမြင်လိုက်တာပေါ့နော်ဒီဟာရဲ့ radical ကကြတော့ c ဆို radical လေးပဲဖြစ်ပါတယ်ဆိုတော့အကုန်လုံးဘာသာပြန်ပြမယ်ဆိုရင်ဘာသာပြန်နိုင်ဆိုတဲ့ oboe ဘယ်လိုလုပ်မလဲလို့တွေးမယ်ဆိုရင် step လုပ်မယ်ခြေလန်းလန်းတာပဲဖြစ်ဖြစ်နှစ်လည်ခင်မှာအနားယူတာပဲဖြစ်ဖြစ် c သစိမ့်နှိပ်တာပဲဖြစ် c လောက်တာပဲဖြစ်ဖြစ်ကျွန်မမှာဆိုရင်လို့ပြောမယ် polite အနေနဲ့သူ့ကိုတွားမေးရတာမျိုးအခွင့်ထားရတာမျိုးရှိတယ်ဆိုပြီးတော့ polite အနေနဲ့တုံးတယ်ဆိုပြီးတော့တုံးလို့ရပါတယ်မှတ်လို့ရပြီပေါ့နော်။အော်ရမီမှာဆိုရင် go ဖြစ်ပြီးတော့ go ရမီမှာဆိုရင် on ဒါမှမဟုတ် o ပဲဖြစ်ပါတယ်။သူရဲ့ email လေးကကြတော့ o ဒါမှမဟုတ် go ဆိုရင် honorific form ဆိုတာကြတော့ယဉ်ကျေးတဲ့တုံးတော့ပေါ့နော်။ဝါရရရှိမှာတုံးတယ်။ဆိုတော့ go hand ဆိုရင်သမင်းဒါမှမဟုတ်ရင်အိုတဲ့အားကြီးဆိုရင်ဒီမှာ toilet လက်ဆေးတယ်အဲ့လိုမျိုးအနေနဲ့တုံးလို့ရပါတယ်ဒါမှမဟုတ်လဲ
မီးစွဆိုရင်လည်းသူ့ကိုရင်ကျေးခြင်းနဲ့ဆိုရင်အိုမီးစွအဲ့လိုမျိုးနေနေပေါ့နော်ဆိုတော့နောက်တစ်ခုအနေနဲ့ပြောမှဆိုဂိုယိုဆိုရင်ဂိုယိုဂါရီမတ်စ်ကအဲ့လိုမျိုးအနေနဲ့သုံးလို့ရပါတယ်ကိစ္စရှိလား business ရှိလားအဲ့လိုမျိုးနေနေပေါ့နော်အဲ့ဒါဆိုရင်ယဉ်ကျေးတဲ့သုံးနှုန်းဖြစ်ပါတယ် water တွေရှိတဲ့မှာထည့်ရပါတော့အောက်ကမီနီယာကြတော့ ote arai ဆိုတဲ့မီနီမန်ဖြစ်ပါတယ်ထားလိုက်ပေါ့နော် arai ဆိုတာကြာစေကြောရဲဆိုတဲ့ခံကြီး okay နံပါတ်3လုံးကကြတော့ onchu ဆိုတဲ့စကားလုံးလေးပဲဖြစ်ပါတယ် onchu ဆိုတဲ့စကားလုံးလေးကကြတော့ on ကကြတော့စကားလုံးရှိမှာရင်ကျေးတဲ့သုံးနှုန်းဖြစ်ပြီးတော့ chu ကကြတော့အလေအဲ့လိုမျိုးအနေနဲ့ရှိပါတယ်အတွင်းဒါမှမဟုတ်အလေအဲ့လိုပေါ့နော်အဲ့လိုမျိုးအနေနဲ့ရှိရနှစ်ခုပေါင်းလိုက်မယ်ဆိုရင် on chu ဆိုရင် email တွေပါပို့မယ်ဆိုရင်အဲ့လူတို့အဲ့လိုမျိုးအနေနဲ့သုံးလိုက်ပေါ့နော်တို့ဆိုပြီးတော့အတိတ်ပဲရှိပါတယ်ဆိုတော့ဒီနေ့ကတော့3လုံးပဲပေါ့နော်3လုံးဆိုပေမဲ့ပြန်ပြီးတော့မှတ်သားကြည့်လိုက်ရအောင်ပထမဆုံးတစ်လုံးလေးကကြတော့ဗဇက်နဲ့ဂတိပေးထားတဲ့ဒီလက်ဖေးဆိုင်လေးမှာစုံမို့အတွက်โอเคအဲ့လိုဖြစ်တော့တကြောင်မလို့ kiss ဒါမှမဟုတ် kiss လို့ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်ဒုတိယတစ်လုံးလေးကကြတော့လှေကားထစ်လေးတွေကအရေးပေါ်ထွက်ပေါက်နေနဲ့လှေကားထစ်လေးတွေကအဆောက်အုံထဲမှာတုံးများရဲဆိုတဲ့အနေနဲ့ကြည့်လို့ရပါတယ်ဆိုတော့ he ဆိုတဲ့ခံကြီးလေးပဲဖြစ်ပါတယ်နောက်ထပ်တစ်လုံးကကြတော့ခြေလန်းတာပဲဖြစ်ဖြစ်ညနေခင်းနားရွာပဲဖြစ်ဖြစ်စေးချတာပဲဖြစ်ဖြစ်ရင်ကြည်ကြည်လေးနဲ့လိုက်မေးရတယ်ဆိုတော့ got ဒါမှမဟုတ် o ဒါမှမဟုတ် on ဆိုတဲ့ခံကြီးလေးပဲဖြစ်ပါတယ်今日はここまでです。またね。